ရခိုင်မှာတိမ့်ပိုက်ဖို့ကြံရှိနေတဲ့မြို့တွေနဲ့လက်ကျန်အဆုံးဖြတ်တိုက်ပွဲတွေကို2026ခုနှစ်နဲ့2029ခုနှစ်မကုန်ခင်မှာအပိသက်တိမ့်ပိုက်ပြီးလက်ဆက်သက်အောင်ပွဲခံသွားမယ်လို့အာရခတက်တော်ရေးစုစည်းချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုလိုက်ပါတယ်အာရခတက်တော်ရဲ့18နှစ်ပြည့်အခမ်းအနားတဝန်လောက်မှာအခုလိုပြောဆိုသွားတာပါရခိုင်ပြည်တွင်မြို့နယ်အလုံးနှင်းပါကိုအာရခတက်တော်ရေးကတင်ပိုက်ထားပြီးစစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တို့သာကြန့်ရှိသွားတာဖြစ်ပါတယ်2029ခုနှစ်ကုန်သွားလို့လက်ကျန်မြို့တွေကိုတင်ပိုက်လို့မပြီးခဲ့ရင်လည်းအာရခတက်တော်ရေးအနေနဲ့ရခိုင်တပြည်လုံးလွတ်မြောက်ရေးအတွက်မိုးဆုံးမြေဆုံးချီတက်တိုက်ပွဲဝင်သွားမယ်လို့လည်းပြောဆိုထားပါတယ်ခင်ဗျာ